여러분 안녕하세요. 알로웨밍라바 제로 드린윈의 코리아 자리라메 아빠인 리안이 변비로 탑비로 조수라이 바래 뉴스로 배우는 한국어 시작하겠습니다. 디네로 바드린 리피멜리 코리아마 바리 캐사니레 디네 29ရက်နေ့ပေါ့နော်제가ခုဗီဒီယိုရိုက်နေတဲ့နေ့ကအဲ့တော့ဒီနေ့မနက်ကမှတက်လာတဲ့သတင်းဖြစ်ပါတယ်ကိုရီးယားဒီဟန်ကန်ဟန်မြစ်ရဲ့ဒီပန်းခြံမှာပေါ့နော်불꽃 축제လုပ်ပါမယ်မီရှူမီပန်းပြပွဲပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့သတင်းထွက်လာတဲ့အကြောင်းအရာလေးခြေတို့လေ့လာကြည့်ပါမယ် topic မှာပါတဲ့ meaning စလုံးတွေလည်းအသုံးနှုန်းတွေလည်းအများကြီးပါတာဖြစ်တဲ့အတွက်ကြောင့် topic ဖြေမဲ့သူတွေတေချာလေးနားထောင်ပြီးတော့လိုက်ပြီးတော့လုပ်မယ်ဆိုရင်အကျိုးရှိပါလိမ့်မယ်အရင်ဆုံးခေါင်းစဉ်လေးဖတ်ကြည့်ကြည့်အောင်ပေါ့နော် 100만 명 몰리는 여의도 불꽃 축제 서울 곳곳 교통마비 지하철이 답 ဒီလိုမျိုးကျွန်တော် topic ဆောင်ပွဲမှာဒီလိုခေါင်းစဉ်လေးပေးပြီးတော့အဖြေရွေးရတဲ့ပုံစံလေးပါပါတယ် reading မှာဟုတ်တယ်เนาะအဲ့တော့ဒါမျိုးစာကြောင်းလေးတွေလေ့လာကြည့်လို့ရှိရင်အကျိုးရှိပါတယ်အဲ့တော့ဟုတ်ပြီမိုးလိတာဆိုတာကစုပြုံလာတယ်ပြုံလာတယ်အုံလာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะ100만 명ဆိုတာဘယ်နှယောက်လဲလူအယောက်10သိန်းပေါ့10သိန်းဖြစ်မယ်လူရောက်10သိန်းလောက်ပြုံလာတဲ့နေရာပေါ့နော်ပြုံလာတဲ့여의도 불꽃 축제 여의도ရဲ့မီရှူမီပန်းပြပွဲဖြစ်ပါတယ်တဲ့အဲ့တော့ဆိုးရဲ့နေရာအနှံ့ပြားမှာ교통마비ဆိုတာကတည်ယူပို့ဆောင်ရေးကြန့်ကြာမှုတွေအဆင်မပြေမှုတွေဖြစ်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်မလဲ지하철이 답 여기서 답ဆိုတာကအဖြေဆိုတဲ့အဓိပ္ပာယ်မြေရောက်ရထားကအဖြေဖြစ်ပါတယ်အဲ့တော့ကားနဲ့လာမယ်ဆိုလို့ရှိရင်ကားလမ်းနေပိတ်တာတွေကားလမ်းနေသွားလို့မရတာတွေဖြစ်ဖို့ရာခိုင်နှုန်းများတယ်ဖြစ်မယ်အဲ့ဒါကြောင့်အားလုံး대중교통ပေါ့အားလုံး지하철ပေါ့နော်မြေရောက်ရထားကိုအသုံးပြုကြပါမြေရောက်ရထားကအဖြေပဲဆိုပြီးတော့ပြောထားတဲ့အကြောင်းအရာဖြစ်ပါတယ်ဒါဆိုရင်သူရဲ့သတင်းလေးကိုတစ်ကြောင်းချင်းစီလေ့လာကြည့်ပါမယ်ဟုတ်ပြီအတူတူဖတ်ကြည့်ကြည့်အောင်같이 한번 읽어볼까요? 서울 도심이 주말 내내 극심한 혼잡을 겪을 것으로 보인다. 도심 소라가 도시의 중심부 소리에 대입해. 묘비아의 아차차자리 내야 뭐노? 소묘의 아차차자리 내야ဒီမှာနေရာကဂျူမိုင်းနေနေစနေတနင်္ဂနွေဒီပိတ်ရက်အတွင်းပေါ့နော်극심한ဆိုးရွားတဲ့ serious ဖြစ်တယ်ပေါ့နော်ဆိုးရွားတဲ့ဒီ혼잡ရှုပ်ထွေးမှုတွေဖြစ်မယ်လို့မြင်နေရပါတယ်ဘာလို့လဲ불꽃 축제အခုယထာစီးလာတော့မှယထာပေါ်ကနေလှမ်းကြည့်လိုက်တာဟမ်းမြစ်ကိုဖြတ်တဲ့ခါကျတော့အမလီအားလုံးနေရာယူပြီးထားကြပြီဖြာလေးတွေခင်းထားကြတယ်ပေါ့နော်လူတွေတော့တိတ်ပြီးတော့မတွေ့ရသေးဘူးဖြာတွေနဲ့အကုန်လုံးနေရာယူထားပြီးကြပြီအရန်လူရှုပ်ပါတယ်လူပြီးသွားလို့ရှိရင်အိမ်ပြန်တဲ့ခါမှာလည်းအရန်လူများတယ်ပေါ့နော်တစ်ခေါက်သွားဘူးတယ်တော်တော်လေးလူများပါတယ်ကြည့်ရတာနဲ့တန်တော့တန်ပါတယ်တန်တော့တန်တယ်ပေါ့နော်ဒါပေမဲ့နေရာမယူတတ်ရင်တော့မတန်ပြန်ဘူးနေရာလေးယူတတ်ရမယ်တေချာလေးကြည့်လိုက်ရတယ်ဆိုရင်တော့သွားရတာနဲ့တန်တယ်ဒါပေမဲ့နေရာမယူတတ်ပဲနဲ့ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့ဆိုလို့ရှိရင်တော့သွားရအသိပြီးတော့မတန်ဘူး27일 29ရက်နေ့저녁ညနေအခုချက်အိမ်ပြန်လို့ရှိရင်ယထာဘောကနေကန်ကောင်းရင်မြင်ရမယ်အခုမြန်လေးရိုက်ပြီးတော့ပြန်ရမယ်အဲ့ဒါဆိုရင်တော့အရင်နောက်မကြရင်တော့ယထာကနေဟမ်းမြစ်ကိုဖြတ်သွားတဲ့အခါမှာ너무 예쁠 것 같아요. 빨리 하고 가야겠어요. 저녁 여의도 한강공원, 여의도 한강 디 함리에 디 너메지 반지암에 번호 디အများရန်သွားလဲဆိုအများရန်ဟမ်းမြစ်သွားမယ်ဆိုလို့ရှိရင်အဲ့နေရာပဲသွားကြအများပါတယ်한강공원에서 열리는ဖွင့်လက်တဲ့2025 서울 세계 불꽃 축제 소ကဘာအစ်မီပေါ့နော်ကဘာလုံးဆိုင်ရာဒီ
불꽃 축제 미슈미반 뼈ပွဲ가니 사비로 비롯해 다니 사비로 광화문 세종대로 강남 일대 디니아리 말에 대규모 집합과 공연 အဲ့တော့အခုဒီဘူကုတ်ချွတ်ကျဲတစ်မျိုးတည်းမဟုတ်ဘဲနဲ့ဒီဆိုးမျိုးရဲ့အချက်ချာကြတဲ့နေရာတွေမှာဒီလူအစုအဝေးတွေနဲ့ဖျော်ဖြေပွဲတွေလုပ်တာတွေလူစုဝေးပြီးတော့အစုဝေးတွေဖြည့်ကြတဲ့နေရာတွေအဲ့ဒါမျိုးတွေကြောင့်ဒီလိုဆိုးမျိုးရဲ့အချက်ချာကြတဲ့နေရာတွေမှာရှုပ်ထွေးနေမယ်လူတွေနဲ့ရောက်ရက်ခတ်နေမယ်ဆိုပြီးတော့ပြောထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးတွေရှိနေမယ်တခြားနေရာတွေမှာလည်းဖျော်ဖြေပွဲတွေရှိနေမယ်အဲ့ဒါကြောင့်시민 수십만 명이 동시에တစ်ချိန်တည်းမှာစုပုံလာတဲ့စုပုံတစ်ချိန်တည်းမှာစုပုံလာမယ်စုပြုံလာမယ်လို့ခန့်မှန်းရပါတယ်ပေါ့서울경찰청은 불꽃축제 관람 인파ဆိုတာလူအစုဝေးကိုပြောတယ်အဲ့တော့ဆိုဒီမီရှူမီပန်ပြပွဲကိုလာကြည့်ကြမယ်လူအစုဝေးဘယ်တွက်ချက်ကြည့်မယ်ဆိုရင်တော့မှ100명 이상ဒီလောက်အထက်ကိုရှိနိုင်တယ်ပေါ့နော်10သိန်းအယောက်10သိန်းနဲ့အထက်ကိုရှိနိုင်တယ်ဆိုပြီးတော့တွက်ချက်ထားတယ်အဲ့တော့지난 해보다အရင်နှစ်ကထက်အယောက်1000ပိုပြီးတော့များလာအဲ့တော့အရင်နှစ်ကထက်အယောက်1000ပိုပြီးတော့များပြီးတော့경찰ရဲအရေအတွက်ပေါ့နော်ရဲအရေအတွက်ကို3448ယောက်ထားမယ်ရဲတွေကြည့်ရှုစောင့်ရှောက်ရမှာဖြစ်တဲ့အတွက်ကြောင့်ဟုတ်တယ်မလားအဲ့တော့경찰 인력 이ဒီမှာကျွန်တော်အတန်ထွက်တဲ့အခါ in력 အဲ့လိုမထွက်ပါဘူး in력 력ဆိုပြီးတော့အတန်ထွက်တယ်ပေါ့နော် in력 배치한다ထားပြီးတယ်ပေါ့နော်အဲ့တော့ 행사 종료 뒤ဒီမှာလဲကျွန်တော်종료ဆိုပြီးကျောင်းသားတွေဖတ်တတ်ကြတယ်종료မဟုတ်ဘူးညိုဆိုပြီးအတန်ထွက်တယ်ပေါ့နော် 행사 종료 뒤ပြီးသွားတဲ့အခါမှာ귀가 인파 귀가는 집에 가다를 말해요. အိမ်ကိုပြန်တာပေါ့နော်အဲ့တော့အိမ်ပြန်တဲ့ဒီလူအစုဝေးက 집중되는 시간대에는 လူတွေအိမ်ပြန်တဲ့ဒီအချိန်မှာပေါ့နော်마포대교와 한강대교 하위 한계 차로를 통제해 임시 보행로를 확보하고 အဲ့တော့ဘာဒိတ်ပဲလဲရှေ့တော့ရှိတယ်တစ်ဖြတ်ချင်းကြည့်ရအောင်အဲ့တော့ဒီအချိန်မှာ마포대교နဲ့ 한강대교 ဆိုတဲ့တရားပေါ့နော်ဒီတရားမှာရှိတဲ့လမ်းရဲ့ 하위 한계 차로ဆိုတာကလမ်းတစ်လမ်းကိုပြောတယ်အဲ့တော့ဘလို့လမ်းလဲကျွန်တော်ကားလမ်းနေရှိလို့ရှိရင်ဥမာကားလမ်း3လမ်းပဲရှိတယ်ထားပါတော့ဥမာအလဲလမ်းဆိုရင်ကားတွေမြန်မောင်းလို့ရတယ်ဟုတ်တယ်မလားဒီနှစ်လမ်းကဒီဘေးကတလန်းကနည်းနည်းနှင်းမောင်းနေပြီးတော့ဒီလိုမျိုးအကွေ့တွေပါတယ်ရှိတဲ့ခါကျရင်ဒီဘေးလမ်းကိုယူရလေเนาะအဲ့တော့ဒီလမ်းကို 하위 한계 차로 하위 차로လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီလမ်းတစ်လမ်းကို 하위 차로ဒီလမ်းတစ်လမ်းကိုကားတွေသွားလို့မရအောင်တားထားပြီးတော့လူတွေလမ်းလျှောက်ပြီးတော့သွားလို့ရအောင်임시ဆိုတာကခဏတာအဲ့တော့ဒီပွဲတော်လုပ်တဲ့အချိန်အိမ်ပြန်တဲ့အချိန်ခဏတာမှာပဲဒါကိုလူသွားလမ်းအဖြစ်နဲ့လုပ်ပေးထားမယ်အဲ့ဒါမှလူတွေအရန်ကျဉ်ကျကြက်နဲ့မဖြစ်မှာပေါ့နော်ပို့ပြီးတော့လူသွားလမ်းလူများများသွားလို့ရအောင်ဒီလမ်းတစ်လမ်းကိုလူသွားလမ်းအဖြစ်ခဏတာလုပ်ပေးထားမယ်ပြီးလို့ရှိရင်응급차량이 다닐 수 있는 응급차 emergency ကားတွေဆေးရုံကားတွေလည်းသွားလာလို့ရအောင်ဒီဆေးရုံကားလမ်းလည်းတစ်ခုလုပ်ပေးထားမယ်ပေါ့နော်관람 명소를 꼽히는 여의도 한강공원 천상계단 마포대교 북당 나들목 이거는 이름이에요 다 나매 ပေါ့နော်ဒီလိုနေရာတွေကနေကြည့်ရင်ပို့ပြီးတော့လှတဲ့ခါကျတော့ဒီလိုနေရာတွေမှာ명소ဆိုတာကနာမည်ကြီးနေရာတွေကိုပြောတယ်유명한 장소သွားလာလဲပတ်တဲ့နာမည်ကြီးတဲ့နေရာတွေအနေနဲ့ရွေးချယ်ခံရတဲ့ဒီလိုပန်းချံနေရာတွေအသီးသီးမှာတော့경찰과 안전요원이 집중 배치된다. 예리ပြီးတော့ဒီလုံခြုံရေးအထင်းလုံခြုံရေးအထင်းချုပ်တွေပေါ့နော်အထင်းချုပ်တုံးလားညီမတို့안전요လုံခြုံရေးကြည့်ရှုပေးတဲ့သူတွေပေါ့နော် staff တွေကိုပြောတယ်အဲ့တော့အားလုံးဒီမှာဒီနေရာတွေမှာပေါ့နော်တကယ်ကို집중
အာယုံစိုက်ပြီးတော့ထားပေးမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်။ရမယ်နော်ဒါတွေကတော့နာမည်ဖြစ်မယ်ဒီလိုနေရာတွေမှာခြေထောက်ဓာတ်တွေမသွားဘူးသေးဘူးတိတာရှိရအောင်မသိဘူး저는 항상 여의도 한강공원 가봤어요. 마포대교는ရထားစီးတဲ့အခါမှာရထားပေါ်ကဖြတ်သွားတာမျိုးမြင်ဘူးမယ်ထင်တယ်거북선 나루터 이촌 한강공원은 안 가봤어요 아직 이촌 한강공원 안 가봤어요. အဲ့တော့서울 경찰청은 소 예တပ်ဖွဲ့ 아니 예ဖွဲ့ ကနေပြီးတော့불꽃 축제와 집회 공연이 겹치면서 အဲ့တော့မီရှူမီပန်ပွဲတော့လည်းလုံးမယ်집회ဆိုတာဒီမှာလူတွေစုပြီးတော့ဆန္ဒပြတဲ့ဟာမျိုးအဲ့လိုမျိုးစုဝေးနဲ့အဲ့လိုမျိုးဆန္ဒထုတ်ဖော်တာမျိုးအဲ့လိုမျိုးကိုလည်းပြောလို့ရတယ်ပေါ့နော်ဒီဆိုးမှာအဲ့လိုမျိုးများတယ်ဆိုးဒီခွမ်ဟွာမွန်းလိုနေရာမျိုးသွားလို့ရှိရင်အဲ့လိုမျိုးဆန္ဒထုတ်ဖော်နေတာမျိုးဒီတိုင်းလူစုဝေးနဲ့ထိုင်ပြီးတော့အဲ့လိုကတ်တီထောင်ပြီးတော့ရက်နေတာမျိုးအဲ့လိုမျိုးတွေတွေ့ရတတ်တယ်ပေါ့နော်ပြီးတော့ဖျော်ဖြေပွဲတွေဒါတွေအားလုံးစုသွားတဲ့အခါမှာအားလုံးရှုပ်ရှက်ခတ်နေမယ်ပေါ့နော်အဲ့တော့주말 동안 서울 전역ဆိုတာကဒီနေရာရဲ့전체ဆိုးရဲ့နေရာအနှံ့ပြားမှာပေါ့နော်교통정체ဆိုတာက traffic jam ကိုပြောပါတယ်길이 막히다 정체 이 단어 많이 씁니다 토픽 떡배마 불가피하다 이거 떡배마 အများကြီးပါပါတယ်ဒီမှာခုနအရှိမရှင်းပြသွားတဲ့စလုံးတွေဒီမှာပါသွားတဲ့စလုံးတွေ떡배마တွေ့ရတဲ့စလုံးတွေပေါ့နော်topic မေးခွန်းပုံစံမျိုးတွေဖြစ်ပါတယ်တေချာလိုက်ပြီးတော့နားထောင်ကြည့်ပါtraffic jam တွေက 불가피하다는 피할 수 없다입니다. ရှောင်လို့မရဘူးလူတွေအဲ့လောက်များနေတယ်ပြည့်နေတယ်စုပုံနေတဲ့ခါကျတော့နေရာအနှံ့ပြားမှာနေရာတီးတီးမှာလမ်းပိတ်တာတွေဖြစ်မယ်ပေါ့နော်အဲ့တော့ရှောင်ရှားလို့မရဘူးအဲ့ဒါကြောင့် 안전을 위해ကိုယ့်ရဲ့ safety အတွက် 가급적 가능하면တတ်နိုင်သလောက်ဖြစ်နိုင်သလောက်ဖြစ်နိုင်ရင်ပေါ့နော်대중교통ကိုအသုံးပြုပါလို့당부하다 강하게 부탁하다တောင်းဆိုပြောကြားထားပါတယ်ဆိုရဲဒိတ်ပဲအဲ့တော့အများသုံးမြောက်ရထားဘတ်စကားသုံးပေါ့နော်တယောက်အိမ်မှာရှိတဲ့ကားအကုန်လုံးယူလာပြီးတော့ကားတွေပဲလမ်းမှာပိတ်နေမယ်ဆိုရင်ခရီးလည်းမရဘူးအဲ့တော့အားလုံးမြောက်ရထားစီးကြပါဘတ်စကားစီးကြပါပေါ့နော်အဲ့တော့지하철이 탑 대중교통을 이용해달라ဆိုပြီးတော့ပြောကြားခဲ့ပါတယ်တဲ့ရမယ်နော်ဒါဆိုရင်ကျတို့ပို့ပြီးတော့မှတ်မိအောင်ပေါ့နော်ကျတို့အရှိဗီဒီယိုတွေမှာတော့မဖတ်သွားခဲ့ဘူးအခုဒီတစ်ခါပို့ပြီးတော့မှတ်မိအောင်နောက်ဆုံးအနေနဲ့ကျတို့သတင်းကြေညာတယ်လို့မျိုးဟုတ်လားကိုpresenter လို့သဘောထားပြီးတော့သတင်းကြေညာသူလို့သဘောထားပြီးတော့သတင်းကြေညာကြည့်ရအောင်အတူတူလိုက်ပြီးတော့ဒီတိုင်းလိုက်ဖတ်ကြည့်ပါစာကြောင်းလေးလိုက်ဖတ်ကြည့်ပြီးတော့ meaning လေးတွေပြန်ပြီးတော့မှတ်ကြည့်ကြည့်ပါနော်그러면 같이 한번 드린다고လုပ်ကြည့်ကြမလား우리 기자 한번 해볼까요? 네. 서울 도심이 주말 내내 극심한 혼잡을 겪을 것으로 보인다. 27일 저녁 여의도 한강공원에서 열리는 2025 서울 세계 불꽃축제를 비롯해 광화문, 세종대로, 강남 일대에서 대규모 집회와 공연이 이어져 시민 수십만 명이 동시에 몰릴 전망이다. 서울경찰청은 불꽃축제 관람 인파만 주최 측 추산소라가 쪼딩 또채채야 소리 되겠노 100만 명 이상으로 보고 지난해보다 1000명 늘어난 3,448명의 경찰 인력을 배치한다. 행사 종료 뒤 귀가 인파가 집중되는 시간대에는 마포대교와 한강대교 하위 1개 차로를 통제하고 임시 보행로를 확보하고 응급 차량이 다닐 수 있도록 비상차로도
운영한다. 관람 명소로 꼽히는 여의도 한강공원 천상계단, 마포대교 북단 나들목, 거북선 나루터, 이촌 한강공원 등에는 경찰과 안전요원이 집중 배치된다. 서울경찰 너무 빨라요. 선생님 너무 빨라요. 서울경찰청은 불꽃축제와 집회, 공연이 겹치면서 주말 내내 서울 전역에서 정체가 불가피하다며 안전을 위해 가급적 대중교통을 이용해 달라고 당부했다. 네, 여기까지입니다. 네, 카드 살롱이လည်းအများကြီးပါတယ်ပေါ့နော် အဲ့တော့သတင်းနဲ့လေ့လာတာဖြစ်တဲ့အတွက်ကြောင့်မလွယ်ပါဘူးဒါပေမဲ့အခုလိုအဆုံးထိကြည့်ပေးတဲ့여러분 대단합니다. 감사합니다. နောက်ဆုံးအနေနဲ့ပြောစရာတော့မရှိပါဘူး။နောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ်။စာများလုပ်ဖို့တော့ပြောချင်ပါတယ်။ဒါပေမဲ့နော်ဆရာမကိုပဲလာမကြည့်နေကြပါနဲ့စာလုပ်ကြပါ네. 감사합니다. 오늘 여기까지 할게요.နောက်ကြည့်ချင်တဲ့လုပ်စေချင်တဲ့여러분과များသောအားဖြင့်စကားပြောပိုင်းတော့များချက်ကိုတင်ခိုင်းနေပေါ့နော်အရင်ကတင်ခဲ့တဲ့ real conversation လိုဟာမျိုးလဲထပ်ပြီးတော့တင်နိုင်အောင်လုပ်ပေးသွားပါအောင်မယ်အခုတော့တစ်ဖြတ်သတင်းပိုင်းကိုနည်းနည်းတင်ပေးနေလို့ပေါ့နော်ထပ်ပြီးတော့ကြည့်ချင်တဲ့ content အသစ်တွေရှိလို့ရှိရင်လည်းအကြံပြုချင်တာရှိလို့ရှိရင်လည်းအချိန်မရွေး comment မှာရေးခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ပြောချင်ပါတယ်여기까지 하겠습니다. 끝까지 봐주셔서 감사합니다. 안녕.